နင်းရဲ့တငယ်ချင်းတွေကဆူရှီလိမ့်တင်ပေးပါအောင်ဆိုလို့နင်းကယ်လီဖိုးနီးယားရိုးကိုအရင်လိမ့်ပြမယ်နော်ဒါကထမင်းစပြီးတော့ခင်းတဲ့ပုံစံမှာထမင်း150 gram ကိုအလုံးလေးလုံးပြီးတော့အလဲကနေဖြန့်ချလိုက်ပါပြီးရင်တော့ဘေးနှစ်ဖက်ကိုဖြန့်ချလိုက်တာပေါ့နော်ဒါကထမင်းခင်းနီးအသေးစိတ်ပါနောက်နေ့ကျမှထမင်းကိုဆူရှီဗနီဂါနဲ့ဘလူးနယ်လဲဆိုတာပြောပြမယ်နော်ဆူရှီလိမ့်တာက pretty easy ပဲ3ရိုးလောက်လိမ့်လိုက်ပြီးလို့ရှိရင်လိမ့်တက်သွားပါလိမ့်မယ် okay နေတို့ဒါထမင်းခင်းပြီးပြီဆိုတော့နောက်တစ်ဖက်ကိုလှန်လိုက်မယ်ဒီနေ့ကကယ်လီဖိုးနီးယားရိုးလိပ်ပြမှာဆိုတဲ့အခါကျတော့ကယ်လီဖိုးနီးယားဒီအမေရိကမှာသုံးတာကတော့သခွားသီးပါမယ်သခွားသီးကိုနေရေးဆေးထားလို့ရေးလေးပြအောင်တုပ်လိုက်တယ်ပြီးတော့သခွားသီးကိုအခွန်ခွာလိုက်မယ်ပေါ့နော်သခွားသီးကိုအခွန်ခွာပြီးရင်တော့သူ့ကိုလက်ညှိုးတစ်ချောင်းစာလောက်ရှိတဲ့အချောင်းလေးတွေလှီးမှာဖြစ်ပါတယ်တချို့တွေကတော့တေးသေးလေးတွေချစ်ကြတယ်တချို့တွေကကျတော့လေဒီလိုမျိုးအချောင်းလိုက်လေးလှီးကြတယ်အဲ့တော့ကိုကြိုက်တဲ့ပုံစံမျိုးလှီးပါနေနေကတော့ဒီမှာအချောင်းလိုက်ကလေးတွေလှီးပါမယ်ဘေးအသားလေးတွေကိုပဲယူပါမယ်အထဲကအစိတ်တွေကိုတော့မယူပါဘူးလှစ်ပစ်လိုက်ပါမယ်ပြီးရင်တော့ထောပတ်တီခွဲပါမယ်ထောပတ်တီကတော့လေးစိတ်စိတ်ပြီးတဲ့အခါကျတော့မှဒီလိုမျိုးပြန်ပြီးတော့ခွဲလိုက်တာပေါ့နော်တွင်းနေရတိတ်မကောင်းလို့နေရဖြတ်ထုတ်လိုက်ပဲပေါ့နော်ဒီတချမ်းစာတစိမ့်စာဆိုလို့ရှင်ပေါ့နော်ပုံမှန်3ခုဒါမှမဟုတ်4ခုလှီးလို့ရတယ်ပြန်ပြီးတော့ပေါ့နော်โอเคဒီလိုမျိုးတေးလေးချမ်း3ချမ်းလေးပြန်ချမ်းလိုက်တေးဆုံးလေးကိုတော့အလဲမှာထားမယ်အကြီးနှစ်ခုကိုဘေးနှစ်ဖက်မှာထားပြီးရင်ဒါကတော့ crab stick ထည့်မယ်အခွားသီးထည့်ပါမယ်လိပ်ပါတော့မယ်နင်ကတော့ဒီလိုမျိုးလေးပေါ့နော်လက်လေးနှစ်ဖက်နဲ့တစားကိုယူလာပြီးတဲ့အခါကျတော့မှတစ်ဖက်ကလိတ်ထည့်တယ်တစ်ဖက်ကကင်ပြီးတဲ့အခါကျတော့မှထည့်သွားတာပေါ့ငယ်လို့ကိုကမသေးကြဘူးထင်ရင်းလိတ်လေးနဲ့ဒီလိုမျိုးလေးပြန်ပြီးတော့မှအတွင်းထဲကိုလိတ်ထည့်လိုက်ပြီးတော့မှနောက်ထပ်တစ်ပတ်လှိမ့်လိုက်ပေါ့နော်အတွင်းထဲကိုကြစ်နေအောင်မထည့်ဘူးဆိုရင်လှီးတဲ့အခါမှာရိုးကကွဲသွားတတ်ပါတယ်နောက်ဆုံးကျရင်တော့အပေါ်ကနေပြီးတော့ရင်းလိတ်လေးနဲ့ဖိပေးလိုက်ပါမယ်လှိတ်ပေးလိုက်မယ်ဘေးနှစ်ဖက်ကိုလည်းဒီလိုမျိုးလေးအစလေးတွေမထွက်တော့အောင်ညီသွားအောင်အစလေးတွေကိုပိတ်ပေးလိုက်ပါမယ်နောက်ဆုံးမှာတော့ရိုးလေးရပါပြီဒီရိုးလေးကိုနေနေတို့အလဲကနေပြီးတော့မှပိုင်းဖြတ်လိုက်ပါမယ်ညီလားမညီလားကြည့်အောင်တော့မဟုတ်ရင်တစ်ဖက်တို့တစ်ဖက်ရှည်ဖြစ်နေပါမယ်အဲ့တော့နောက်ဆုံးမှာတော့ sesame seed ပေါ့နော်နှမ်းစီလေးဖြန်းပြီးရင်တော့ဖြတ်ပြမယ်နော်လက်ညှိုးနဲ့လက်ကလေးရဲ့ဂျားလေးထဲမှာဓားလေးကိုထားပြီးတော့လက်ညှိုးတစ်လုံးစာဖြတ်သွားနော်၄ဖြတ်သို့မဟုတ်၅ဖြတ်ဖြတ်လို့ရတယ်၄ဖြတ်ဖြတ်လို့ရှိရင်10တုံးရမယ်၅ဖြတ်ဖြတ်ရင်12တုံးရမယ်ပေါ့နော်နောက်ဆုံးမှာတော့နေနေတို့စီမှာကျတော့ဒီလိုမျိုးဘူးလေးတွေကိုထည့်လိုက်တယ် in case ကိုကပကံနဲ့ထည့်မှာဆိုလို့ရှိရင်လည်းပကံနဲ့ထည့်ပေါ့နော်ဒီမှာတော့ဘူးနဲ့ထည့်ပြီးတဲ့အခါကျတော့မှဒီမှာတော့ soy sauce ရဲ့ဒီ ginger ရဲ့ဒီ wasabi ရဲ့ထည့်တယ်ပေါ့နော်ထည့်ပြီးတဲ့အခါကျတော့မှဒီလိုမျိုးလေးပါဘူးဖုံးလေးပိတ်လိုက်ရင်တော့ sushi လေးကရသွားပါပြီ California roll ပါ